အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ green ကိုချင်းကြိုက်ပြသွားမှာပဲဖြစ်ပါတယ် green ကိုကြိုက်မယ်ဆိုလို့ရှိရင်တာဝါချိုအဓိကတစ်ချက်တာဝါချိုပါဒီမှာဆိုလို့ရှိရင် green က ski 2အတက်ဖြစ်တဲ့ပုံမှာ ski 2ကိုချင်းတုံးပြသွားတယ်ဟိုမှာဆိုလို့ရှိရင်နေရာလေးတည်ရဒီမှာဆိုလို့ရှိရင် ski 2ကိုတခါလေးဘေးဘက်ကိုခုံတယ်ခံကောင်းတာကတော့နားမှာမိလေးရှိနေလို့ခံကောင်းတော့ရဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပဲသူကလိုက်လုပ်နေရကွာအဲကြောင့်မို့ကျွန်တော် ski 2လေးတစ်ချက်ခုံတယ်ဝီဆိုလို့ပဲဖြစ်ပြီးပေါ့ဗျာမီယာဆိုလို့ရှိရင်ကျွန်တော်တိတ်လောက်တာနော်တိတ်လောက်ကျွန်တော်အင်ဂျလာပူထားရတဲ့တူတူမလေးပဲလို့ဆိုင်ဘူးလုံးစိတ်ကြောလောက်တာပဲဒီမှာဆိုရင်တာဝါကိုပဲချိုးတယ်ဒီ9မိနစ်ကျော်ကမှဆိုလို့ရှိရင်ကူချီခေါ်တယ်ကွာကူအကလုံးခေါ်လိုက်တယ်ဒါပေမဲ့ BRI ကကျွန်တော်ကိုပဲလာလို့နေရနော်ကျွန်တော်ကိုပဲလာလို့နေအမှန်ဒီပဲကြည့်အောင်ဒါပေမဲ့ကျွန်တော်မပြီးဘူးနားမလို့တခါလေးဝင်ပြီးတီးပေးလိုက်တယ်မပြီးတော့ဒီမှာဆိုလို့ရှိရင်ဘီလာရီပဲကျွန်တော်ပဲလာလုံးနေအဲ့ဘီလာရီကိုပဲရွေးပြီးတော့လုပ်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော် flag ကနေခုံပြီးတော့မီယာကိုလုပ်ပါမီယာကိုပြောက်သွားတယ်ဒါပေမဲ့ကျွန်တော်မီယာပဲချားချစ်လိုက်တယ်ပြီးရောဒီမှာဆိုဆင်းရလိုက်လောက်တာနော်ဆင်းရမဲ့ကိုပွားထုတ်ပြီးတော့လိုက်တာမဲ့ကန်ကောင်းလို့ဒါတော့မှကန်ကောင်းလို့ဒီမှာမေကြီးရှိနေတာကန်ကောင်းသွားတာတူမင်းမြောင်အင်ဂျလာပူထားတယ်မဘူးမှလည်းကြောက်မလို့မီယာလည်းမကြောက်ဘူးပဲလာပြီးလည်းမကြောက်ဘူးမီဒီမှာဆိုအမှန်ဘယ်လာပြီးလို့ပဲကြည့်ရကျန်တာကိုဘာမှမသိအဲ့ကောင်ကျွန်တော်ပဲပွဲစားတွေကလိုက်လုပ်ပြီးအဲ့ကြောက်ဒီမှာဆိုလို့ရှိရင်လည်းကူချင်ဖလက်ကနေလိုက်ပြင်မယ်နေရလိုက်ဒါပေမဲ့ကျင်းနေတယ်တာဝါချုံမယ်တော်တာဝါချိုးပြီးကျွန်တော်တို့ plan ကိုပေါ်မယ်ဒီမှာဆိုလို့ရှိရင်ဗတိုင်းကကျွန်တော်ရမလားလို့လုပ်တာအဲ့မှာတကောင်ချုံနေမှာတကောင်မင်းနေအမေမလေးတာဝါအမေမဲစင်းရကိုဝါလို့ပြီးတော့လာတာဟာโอเคစင်းရကိုဝါလို့ပြီးတော့လာတာမဲဒီမှာတကောင်ရှိရခွတ်ကျွန်တော် schedule ကိုတေချာသုံးရနော် schedule ဘာလို့တေချာသုံးလဲဒီမှာကြည့် schedule ဒီဘက်ခုံလိုက်မှာကွာဒီမှာကြည့်ကိုမြနေမှာကိုတင်းတာရတော့တယ်ကွာအဲ့လိုမျိုးစိတ်ဓာတ်ရှိရမယ်ဒီမှာဆိုရင်နှစ်ကောင်ကွာအဲ့မှာဘယ်လာလေးကိုပဲကျွန်တော်ဝင်ကျွေးပြပါဆိုအဲ့ကောင် amassment တွေကိုဒါဒုက္ခပဲကွာအဲ့လိုလေဒီမှာကြည့်ဒီမှာနောက်ဘယ်လာရီပဲထွက်လာဘယ်လာရီကိုပဲ UAT ဘာလို့ဆိုဘယ်လာရီက amassment ကိုစောင့်ရမ်းဒုက္ခပေးတဲ့အခါမီးရမလားတဲ့ငါ့ကို triple K တော့ယူလိုက်မှရော့ဒီမှာဆိုလို့ရှိရင်ရမလားကျွန်တော်ဥက္ကာတွေကျွန်တော်မရဘူး K2 ရှိရင်ဘာမှ green mask K2 ရှိရင်ဘေးကောင်းမှအနာမကတ်နိုင်ဒီမှာဆိုလို့ရှိရင်ဘယ်စိမ်းကရမလားဆိုပြီးကျွန်တော်ဒီရဲ့ဒါပေမဲ့သူပဲနောက်ဆုတ်သွားတယ်ဒါပေမဲ့ကျွန်တော်ဒီနားမှာကြတော့ကောင်းရတယောက်2ယောက်ပြောင်းမဟုတ်ဘူးကွာ3ယောက်ပြောင်းပြီးဖြစ်နေဒါပေမဲ့ဒီနေ့မှာဆိုလို့ရှိရင်တာဝါချုံနေတယ်ကျွန်တော် skill နဲ့တခါလေးခုံပြီးတော့အဲ့ဒီရောက်လို့ပြီးတော့တာဝါကြီးကိုပဲအုံးကြီးချပေးလိုက်ပါတယ်ဂျေဇူးတင်ပါတယ်အဓိကပြောချင်တာမတ်စမန်တိုက်ရဆိုလို့ရှိရင်လူမတက်နဲ့တာဝါပဲရှိုးဘတ်ထရီ